တခုခုပြောင်းလဲခြင်းတပြိုင်တည်းနဲ့အများကြီးကိုပြောင်းလဲပြဖို့ကြိုးစားတာကကျွန်တော်တို့လုံးမိနေတဲ့ကြီးမားဆုံးအမှားပဲတကယ်တော့ရေရှည်တည်တဲ့အပြောင်းလဲဆိုတာကကြီးကြီးမားမားတွေကနေစတင်တာမဟုတ်ပါဘူးလေ့ကျင့်တစ်ခုကိုရေရှည်လုပ်နိုင်ဖို့ဆိုရင် regular တဲ့ဆရာနေပြီးတော့စားရပါမယ်ဥပမာတနင်္လာလေ့ကျင့်ကန်လုပ်ဖို့ထက်9မိနစ်လောက်ပေါ်ပါကြော့ဆက်တာမျိုးဒါကကျွန်တော်တို့ရဲ့အုံနှောက်ကိုဝန်မပြီးစေဘဲနဲ့ပုံမှန်လွတ်ဖြစ်သွားအောင်တွန်းအားပေးပါတယ်လေ့ကျင့်တဲ့တွေဆွဲမြဲဖို့ဆိုရင်အစိတ်အကြည်လင်ဆုံးချိန်မှာလုပ်တာကအကောင်းဆုံးပါပဲမနေ့နုံနိုချင်းဖိုးကင်မဲ့အစားမိနစ်30လောက်ကိုယ့်ကိုအချိန်ပေးပြီးတော့အသက်ဝါးဝါရှူတာကျေးဇူးတင်စိတ်မွေးရာတွေကနေစတင်လို့ရတယ်တကယ်တော့လူအများစုကအဲ့အရာတွေကိုရည်မကြည့်ဘူးလို့ထင်နေကြတယ်ယူရှင်တဲ့အရာလေးတွေကနောက်ပိုင်းမှာကျွန်တော်တို့ဘဝရဲ့အကြီးမားဆုံးပြောင်းလဲမှုတွေကိုဖြစ်ပေါ်လာနိုင်ပါတယ်ပြီးတော့ဘာလို့ဒီအလေးကျစ်တွေကိုလောက်တာလဲဆိုတဲ့ရလဒ်ကိုအမြဲတွေးနေဖို့လိုပါတယ်ကျွန်တော်လည်းအရင်ကတခုခုလုပ်ပြီးဆိုရင်စိတ်မရှိဘဲနဲ့ခဏလေးနဲ့အမြဲလုပ်ကိုပြီးကျင်တဲ့ထက်ပါတယ်ပေါ့ဒါပေမဲ့နောက်ပိုင်းစိတ်ရှိနဲ့တိဖွဲ့လေးတွေကနေပြီးတော့စတင်လိုက်တဲ့အခါမှာရင်အားနဲ့မတူတဲ့ခံစားချက်ကိုတီးတီးတတာခံစားလာရတာဖြစ်ပါတယ်ဒီနေ့ကနေစပြီးတော့အလေးကျစ်တစ်ခုကိုကြီးကြီးမားမားမဟုတ်ဘဲနဲ့စက္ကန့်30လောက်ပဲစဉ်းစားရတဲ့အလုပ်မျိုးကနေပြီးတော့စမ်းကြည့်ဖို့တိုက်တော်ချင်ပါတယ်မိတ်ဆွေတို့ရောဘလို့လေးကျစ်တီးတီးလေးတစ်ခုကနေပြီးတော့စတင်ဖို့ဆုတ်ပြတ်ထားလဲ comment မှာတစ်ခုကိုရေးသွားပေးပါကျွန်တော်ကတော့ဟိုကိုဖြစ်ပါတယ်